အားလုံးပဲမိတာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်အခုပေါင်းတစ်လုံးပြင်ပြပေးမှာဖြစ်ပါတယ်เนาะဒီပေါင်းကဘာဖြစ်လဲဆိုရင်ဒီပေါင်းကမီးလည်းမလင်းဘူးမီးနှလုံးရှိတာဘယ်မီးမှမလင်းဘူးပူလည်းမပူဘူးပေါ့เนาะအဲ့တော့ဒီပေါင်းလေးကိုပြင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့စလိုက်ကြအောင်เนาะအဲ့တော့ဒီနောက်ဘက်ဖုန်းကိုဖွင့်မယ်အဲ့တော့ဒီကောင်ကဒီပေါင်းကဒီမှာဒီဘင်းနဲ့ငုတ်ပါလေမကောင်းပါနော်ငုတ်ပါလေဒီမှာငုတ်ပါလေကြုံဝင်ပါမှာနော်အဲ့တော့ဒီမှာပေါ့နော်ဒီလိုပေါ့နော်အဲ့တော့ဒီပေါင်းတွေကမီးတစ်လုံးမှမလင်းဘူးဆိုရင်အဲ့ဒါဖြစ်နိုင်တာအများဆုံးကဖြစ်နိုင်ချေအများဆုံးနော်အများဆုံးဖြစ်နိုင်တာကတော့ဒီဖြူပေါ့နော်ဒီမှာဒီအထိုင်ပေါင်းရနော်ကွိုင်လေးကိုဝယ်တဲ့ဒီဖြူနော်အဖြူပြတ်တာများတယ်ပေါ့နော်အဲ့တော့ကိုယ်မှလည်းကိုယ်အိမ်မှာလည်းမီတာမရှိကိုပေါင်းကလည်းမီလည်းမလင်းဘူးပူလည်းမပူဘူးဆိုရင်မီတာမလိုဘူးပေါ့နော်အမှကို့မှာဒီဖြူလေးတစ်လုံးဝယ်ပြီးတော့လဲလိုက်ပေါ့နော်များသောအားဖြင့်ကတော့ဒီဖြူတွေပြတ်တာများတယ်ပေါ့နော်အဲ့တော့လဲကြည့်လိုက်ပေါ့နော်အဆင်ပြေသွားလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဖြူကိုလဲကြည့်လိုက်ပေါ့နော်မီတာပိုင်းတိုင်းပြီးတော့ဖြစ်နိုင်ခြေအများဆုံးပေါ့နော်မီတစ်လုံးမှမလင်းဘူးဆိုရင်ဒီဖြူပြတ်တာပဲများတယ်ပေါ့နော်အဲ့တော့ဒီဖြူပေါ့နော်ဒီဖြူလေးပြတ်တာများတယ်ပေါ့နော်အော်ဟုတ်တယ်ဒီမှာဒီဖြူကတိုင်းကြတော့မဟုတ်အော်ပြတ်တစားကြီးဖြစ်တယ်နော်အဲ့တော့ကျွန်တော်ကဒီဘောက်ကိုဒီဖြူလေးလဲမယ်ဒီဖြူလဲမယ်ပြီးရင်အထိုင်ဘောက်ကသူ့အထိုင်ဘောက်မကောင်းဆိုတော့အထိုင်ဘောက်လဲမယ်နော်ဟုတ်လားမဟုတ်လားဆိုတာစမ်းသပ်ကြည့်ပါပေါ့နော်အဲ့တော့ဖြူရဲ့အထိုင်ဘောက်ကိုလဲပြီးတော့မီးနဲ့စမ်းသပ်ကြည့်ပါပေါ့နော်လာလာဒီမှာဖြူတဲ့ပေါ့နော်
okay okay ရပြီဗောနော်ဒီမှာဖြူလဲလဲလိုက်ပြီဒီအထိုင်ပေါက်လဲလဲလိုက်ပြီဗောနော်အဲ့တော့စမ်းကြည့်အောင်ဗောနော်ဒီကောင်ကိုခဏပြန်ပိတ်ထားမယ်Okay. Okay, milling mo na. Nga, milling wine na. Hello, di ko free time eh. Legit. Okay. Tua awam chat mi am milling mo na. ချက်မင်းမလင်းဘူးအပေါ်မီးကတော့လင်းလာပြီအဲ့တော့ပူတာမပူတာပေါ့နော်โอเคအဲ့တော့ပူတယ်ပေါ့နော်ပူတယ်သူကဒီချက်မီးမကောင်းပါနော်ချက်မီးတစ်လုံးမကောင်းပါနော်အဲ့တော့အကြောင်းမို့ချက်မီးကမလင်းဘူးပေါ့နော်အဲ့တော့ချက်မီးဒီပေါင်းကိုချက်မီးထပ်လဲပေးလိုက်မယ်ဒါဆိုတော့ရပြီပေါ့နော်အဲ့တော့ဒီလိုမီးတစ်လုံးလင်းနေလို့ချက်မီးတွေပါမလင်းဘူးဆိုရင်တခြားဟိုခလုတ်တို့ပါတော့ဗောနော်အဲ့ဒါရှိတယ်ဗောနော်ဒါပေမဲ့မီးကတစ်လုံးမှပေါင်းကမီးကတစ်လုံးမှမလင်းဘူးဒါပူလာပြီနော်ပူတယ်မီးကတစ်လုံးမှမလင်းဘူးပူလည်းမပူဆိုရင်အဲ့ဒါအဖြစ်မှဆုံးကဖြုတ်ပြတ်တာဗောနော်အဲ့တော့ကိုယ့်ရဲ့ပေါင်းတွေမီးတစ်လုံးမှမလင်းဘူးပူလည်းမပူဘူးဆိုရင်ကိုမီတာတွေပါမရှိလဲရတယ်အဲ့လိုဖြူတစ်လုံးဝယ်လိုက်ဝယ်ပြီးတော့အဖြူလဲပေးကြည့်လိုက်ပေါ့နော်အစင်ပြေသွားလိုက်ပြီပေါ့နော်အဲ့တော့ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ဗျာ